အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာအကျယ်ဝန်းဆုံးအပြင်ရိုးရာယဉ်ကျေးမှုဒလေမျိုးစုံတည်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံအကြောင်းပြောပြတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ရုရှားနိုင်ငံပဲဖြစ်ပါတယ်ရုရှားနိုင်ငံဟာကမ္ဘာပေါ်ကဘယ်နေရာမှာတည်ရှိနေတာလဲရုရှားနိုင်ငံဟာအာရှတိုက်နဲ့ဥရောပတိုက်ရဲ့ကုန်းမြေကြီးနှစ်ခုထိစပ်နေတဲ့နေရာမှာတည်ရှိနေတဲ့ကမ္ဘာအကျယ်ဝန်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဘလောက်တောင်ကျယ်ဝန်းလဲဆိုရင် area စတုရန်းမိုင်ပေါင်း18တန်းစတုရန်းကီလိုမီတာရှိပါတယ်။ဒီပမာဏဟာမြန်မာနိုင်ငံထက်25ဆပိုမိုကျယ်ပြန့်ပါတယ်။ရုရှားနိုင်ငံရဲ့နယ်နိမိတ်နဲ့ထိစပ်နေတဲ့နိုင်ငံတွေကတော့နော်ဝေး၊ဖင်လန်၊အီစတိုးနီးယား၊လက်ဗီးယား၊ဘီလာရုစ်၊ယူကရိန်း၊ဂျော်ဂျီယာ၊အဇာဘိုင်ဂျန်၊ကာဇက်စတန်၊မွန်ဂိုလီးယားတရုတ်နဲ့မြောက်ကိုရီးယားတို့အပြင်ကာလင်ဂရတ်နဲ့ထိစပ်နေတဲ့လက်တူရေးနီးယားနဲ့ပိုလန်တို့လည်းပါဝင်ပါတယ်။ရုရှားနိုင်ငံမှာလူဦးရေ144တန်းကျော်နေထိုင်လျက်ရှိပါတယ်။လူဦးရေရဲ့81%ကရုရှားလူမျိုးတွေဖြစ်ပြီးတော့တာတာလူမျိုး၊ဘက်ရှ်ကီးယား၊ယူကရိန်း၊ဘီလာရုစ်၊ချေချင်၊ယက်ကုတ်၊ဘူရီးယားလူမျိုးများအပအဝင်လူမျိုးပေါင်း185မျိုးကျော်ရှိပါတယ်။ဒါကြောင့်အမျိုးမျိုးသောရိုးရာဓလေ့တွေနဲ့ယဉ်ကျေးမှုအစဉ်အလာတွေကိုရုရှားနိုင်ငံမှာတွေ့မြင်နိုင်ပါတယ်။ရုရှားနိုင်ငံရဲ့မြို့တော်ကတော့မော်စကိုပဲဖြစ်ပါတယ်။မော်စကိုဟာဥရောပရဲ့အကြီးဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။လူဦးရေ12.8တန်းကျော်နေထိုင်ပါတယ်။မော်စကိုရဲ့အကျော်ကြားဆုံးကတော့ခရမ်လင်နန်းတော်နဲ့ Red Square လို့ခေါ်တဲ့ရင်ပြင်ကြီးပဲဖြစ်ပါတယ်။ဒါအပြင်မော်စကိုမှာဘိုက်ရှိုးချီယာတယ်လို့ခေါ်တဲ့ပြတိုက်ကြီးဘယ်ဒန်အန်ခါလို့ခေါ်တဲ့အမျိုးသားယဉ်ကျေးမှုနဲ့တမိုင်းပြတိုက်ကြီးမော်စကိုမြစ်ပေါ်ကYevapishny Most လို့ခေါ်တဲ့ခေတ်မီလှပတဲ့တံတားကြီးမော်စကိုစီးတီးလို့လူသိများတဲ့ခေတ်မီလှပတဲ့အဆောက်အဦကြီးတွေဟာလည်းမော်စကိုမြို့လယ်မှာတည်ရှိနေပါတယ်။ဒါအပြင်ဈေးနှုန်းချိုသားပြီးတော့ကမ္ဘာအတန်ရှင်းဆုံးနဲ့အကြီးဆုံးမြေအောက်ရထားစနစ်ကိုလည်းမော်စကိုမှာတွေ့နိုင်ပါတယ်။မော်စကိုရောက်ရင်စီးဖို့လည်းအကြံပြုပါတယ်။မြေအောက်ရထားဘူတာယုံမှာမကြာခဏတွေ့ရတဲ့တန်ဆုံတီးဝိုင်းတွေကိုလည်းနားဆင်နိုင်ပါတယ်။ဒုတိယကြီးဆုံးမြို့ကတော့စိန့်ပီတာစဘတ်မြို့ပဲဖြစ်ပါတယ်။ဒီမြို့မှာလူဦးရေ9တန်းကျော်နေထိုင်ပါတယ်။ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက်ကြောင့်ရှေးဟောင်းလက်ရာဖျားเจ้าတွေခန္ဓာလှပတဲ့ရှစ်လက်ရာနန်းတော်ကြီးတွေကမ္ဘာအကြီးဆုံးပြတိုက်3ခုတည်းကအမီတက်လို့ခေါ်တဲ့ရုရှားရဲ့နိုင်ငံတော်အမှုပညာပြတိုက်ကြီးရှေးဟောင်းဘီတုကလက်ရာအဆောက်အဦကြီးတွေအပြင်စိန့်ပီတာစဘတ်ရဲ့လှပတဲ့တူးမြောင်းတွေဒီတူးမြောင်းတွေကတဆင်အပျော်စီးလေတွေနဲ့စိန့်ပီတာစဘတ်မြို့အနှံ့ကိုလည်ပတ်နိုင်ပါတယ်။ညအချိန်မြို့ရဲ့ပျော်ပွဲရှင်ပွဲတွေမှာလည်းပါဝင်ဆင်နွှဲနိုင်ပါတယ်။ဒါအပြင်မြို့ရဲ့ညဲပါမြစ်ပေါ်မှာတိစောက်ထားတဲ့ Razvodny ရဲ့ Masti လို့ခေါ်တဲ့ဖွင့်ပိတ်လို့ရတဲ့တရားကြီးတွေရဲ့နေ့စဉ်ဖွင့်ပွဲပိတ်ပွဲကိုကန်းဆန်းမှဖြစ်စေအပျော်စီးလေများနဲ့ဖြစ်စေကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ဥရောပရဲ့အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့ Elbrus တောင်တန်းကြီးအေးခဲလာတဲ့စိုက်ဘေးရီးယားဒေသကယာကုပြည်နယ်မှာနေထိုင်ကြတဲ့ဒေသခံတွေရဲ့နေထိုင်မှုပုံစံတွေဒါအပြင်ကမ္ဘာတန်ဖိုးအကြီးဆုံးစိန်တွေထွက်ရှိရာရုရှားနိုင်ငံရဲ့အကြီးဆုံးစိန်တွင်းကြီးဟာလည်းဒီဒေသမှာပဲတည်ရှိနေပါတယ်။ခီးသွွားပန်းဖြည့်စရာနေရာများနဲ့ပြည့်နှစ်နေတဲ့ဆိုချီလိုမျိုးမြို့ကြီးတွေရုရှားနိုင်ငံရဲ့အကြီးဆုံးမြို့တွေထဲကတစ်ခုဖြစ်တဲ့ကာဇန်မြို့လှပတဲ့ဖျားเจ้าတွေရှိရာဘူရီးယားပြည်နယ်ကဥလန်ဦးသေးမြို့အစရှိတဲ့မြို့ကြီးတွေအပြင်အခြားထင်ရှားတဲ့နေရာများစွာဟာရုရှားနိုင်ငံမှာတည်ရှိနေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ